ကျွန်တော်လက်စစ်မိတ်ဆွေတွေကိုကျွန်တော်ဘာအကြောင်းလေးရှင်းပြခြင်းလဲဆိုတော့ဒီမှာကျွန်တော်မိတ်ဆွေ customer တွေ့မှာပေါ့နော် service ပေါ့လက်စစ်ပိုင်းပတ်သက်ပြီး service လာပေးတာပေါ့အဲဒီမှာ SINE Sony Store K နဲ့ Flex CD 350 50ပုတ်ပေါ့နော်အဲ့တော့ဒီမှာကကျွန်တော်မိတ်ဆွေ customer ကြီးကသူကဘာလိုချင်တာလဲဆိုတော့ဒီအိမ်ယာကပင်လုံ villa ပေါ့ပင်လုံ villa တောင်တုံမြောက်တကုံမှာရှိတာပေါ့နော်မြောက်တကုံပင်လုံ villa မှာခက်ခဲရဘယ်လိုလဲဆိုလို့ရှိရင် Star CD နဲ့အတူတူပဲတပုံစံနဲ့ပဲတော့မီးလာမီးပြက်မရှိဘူးမီးပြက်ရင်မီးစက်မီးနဲ့လာတယ်မီးလာရင် EPC မီးလာတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကမီးလာတဲ့ချိန်မှာဒီ inverter ကြီးကိုအားသွင်းပြီးတော့မီးပြက်တဲ့ချိန်မှာ inverter တွေက storage ကိုပြန်ထုတ်သုံးနေတာအဲ့ဒါကိုဘယ်လိုလုပ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့ Star City မှာအရင်ကလုပ်ခဲ့တဲ့ပုံစံတိုင်းပေါ့နော်ဟုတ်တယ်မဒါတော့ Star City လို့မဟုတ်3 phase ဆိုပုံရှုပ်တာပေါ့နော် magnetic connector ပါတယ်3 phase ဒါကကြတော့ဗာလဲဆိုကျွန်တော်တို့အောက်ကိုချလာလို့ရှိရင် inverter တိုင်းနဲ့သုံးမယ်ပုံတင်လိုက်ရင်ဒါ battery အကုန်သွားတဲ့အခါမျိုးပေါ့နော် battery အကုန်သွားတဲ့အခါမျိုးမှာမီးဆက်ကလာတဲ့မီးကိုအပေါ်တင်ပြီးထားလိုက်သုံးမယ်ပေါ့နော်အဲ့လိုလေးကျွန်တော်တို့လာပြီးတော့ serve လုပ်တာပေါ့နော် installation လုပ်တာပေါ့ကျန်တဲ့အပိုင်းတွေကကျွန်တော်တို့ကင်တာမဟုတ်ပါဘူးဒါတွေကတခြား wiring installation service မှာလုပ်ထားတာပါအဲ့တော့ဒီဥစ္စာကိုဘယ်လိုဆင်သွားရလဲဆိုလို့ရှိရင်သူကမီးလာရင်ပြတဲ့ signal line လေးတော့လိုတယ်ဒါလေးက EPC မီးလာလို့ရှိရင်ဒီက220တလိုင်းဝင်မှာဒီ connector ကို energize ဖြစ်မှာအဲ့ဒါတော့မရှိလို့မရအဲ့ဒါရဖို့တော့ဒီကကျွန်တော် customer မိတ်ဆွေကြီးက2လနေရွာလောက် try လိုက်ရတာပေါ့နော်ဘယ်ကလာလဲဆိုလို့ရှိရင်ကျိုးဝါလေးကဒီကလာတယ်ကျိုးဝါလေးကဒီ breaker ကနေပြီးတော့မီးလာပြီဆိုရင်ဒီ magnetic connector energize ဖြစ်ဒီကဖုန်းပြောက်သွားတယ်မသိတောက်သွားမှာဒါလေးအော်ဖုန်းလေးအေးအောက်မှာရှာလို့နောက်မှဒီနေရာမှာထောင်တင်နေလိမ့်မယ်ဒါကို energize ဖြစ်တော့မှဒီ magnetic connector ဆွဲမယ်ဒီကနေထွက်လာပြီးအိမ်ထဲကို EPC ဝင်မယ် EPC မြူးဝင်လာပြီဆိုတော့မှကျွန်တော်တို့ inverter ကို charging သွင်းမယ်မီးပြတ်သွားတာနဲ့ magnetic connector ကွာသွားမယ် inverter ထနှိုးမယ်မီးစက်မီးကိုမသုံးဘူးပေါ့နော်မီးစက်မီးကတ unit ကိုဈေးကမနေဘူးကြတယ်အဲတော့မီးစက်မီးကိုမသုံးမနဲ့အဲ့လိုသုံးဖို့အတွက်ကျွန်တော်တို့ service လာလုပ်ပြီးတော့စီစဉ်တာပါအဲ့တော့ကျွန်တော်ဝါသနာရှင်လျှက်စစ်မိတ်ဆွေအနေနဲ့ဒီအခုကျွန်တော်တို့တက်ဆင်သွားတဲ့ wiring drawing ကိုလိုချင်ကျွန်တော်ရဲ့ချက်ပေါက်ကနေလာပြီးတောင်းလို့အခမဲ့တောင်းလို့ရပါတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်